ပြည်သူများခင်ဗျာညနေ4 နာရီအချိန်မှာတော့ရှင်ပြိုင်ခဲ့ကြတဲ့ရင်းကြီးအဖွဲ့တက်ခုတ်တက်ပြိုင်ရင်အဖွဲ့များအားတာဝန်ရှိပုဂ္ဂိုလ်များမှအဆုချီးမြှင့်ခဲ့ပါတယ်ရွှေချင်းမြို့ရဲ့တက်သေးဆောင်တရင်ကျပွဲတော်ဟာဒီနေ့မှတမှုချခန္ဓာထေဝါရှေးဥဂုတ်တမြတ်မဟာပူဇော်မှာစီစီသိနေကွာဆုချီးမြှင့်ခြင်းအခမ်းအနားကိုတော့ဆုရရှိထားတဲ့ပြိုင်ပွဲဝင်ရင်းအဖွဲ့များမှလည်းအကားအလများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ပြီးရွှေကျင်ချောင်းအထက်ဘက်တစ်လျှောက်ဖျော်ဖြေခဲ့ကြပါတယ်ချစ်ကလေးစားပါတော့မြပြည်သူညီကုံမောင်နှမများအားလုံးပဲမင်္ဂလာပါခင်ဗျာမြပြည်သူများခင်ဗျာရွှေကျင်မီးမြောပွဲတော်ဆိုရင်တော့တငယ်ချင်းချင်းမိသားစုချင်းပြန်လဲဆုံတွေ့တဲ့ပွဲတစ်ခုဖြစ်ပြီးတော့ရှေ့အောင်နောက်ပြည်များကိုပြောတာဆိုရင်တော့အလုံးမဆုံးနိုင်တဲ့ပွဲတစ်ခုလည်းဖြစ်တယ်လို့ရှင်ဥပကုတ္တမထေတော်မြတ်ကြီးဟာစင်မီးမြဖြစ်ပူဇော်တဲ့အခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာမြပြည်သူများအခုဆိုရင်တော့ကျွန်တော်တို့163ကြိမ်မြောက်ရွှေကျင်မီးမြောပွဲတော်ရဲ့အေဂျင့်တာရလာတဲ့ညနေခင်းအစီအစဉ်များစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ညနေခင်းမှာဆိုရင်တော့ကျွန်တော်မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ရင်းဖွဲ့များစုချင်းမြင့်ခြင်းအစီအစဉ်များအပြင်ရှင်ဥပဗုဒ္ဓမထေတော်မြတ်ကြီးဟာရွှေကျင်ချောင်းအတွင်းလက်ပူဇော်ခံသည့်အခမ်းအနားများအပြင်ကျွန်တော်တို့မီးမြောပွဲအစီအစဉ်များစွာကိုလည်းထပ်သွင်းပြုလုပ်သွားမှာဖြစ်ပါတယ်ဒီကနေ့အစီအစဉ်များနဲ့ပတ်သက်ပြီးမြပြည်သူများလည်းလိုက်ပါစီးမြောဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအဲဒီနောက်ညနေ6 နာရီအချိန်မှာလှော်ကားတော်ကြီးလေးမှဦးဆောင်၍ရှင်ဥပကုတ္တမထေရမြတ်ဆံမြန်းတော်မူတဲ့ကရိတ်ဖောင်တော်ဟာဝိယုအသင်းများခြံရံကရွှေကျင်ချောင်းအတွင်းလှည့်လည်ပူဇော်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါတယ်ဆက်လက်ပြီးတော့ကရိတ်ဖောင်တော်ပေါ်တွင်ကိန်းဝန်းစံပယ်လျက်ရှိတဲ့ရှင်ဥပကုတ္တမထေရမြတ်ကြီးဟာရောင်စုံမိကြကွယ်များဖြင့်အစည်းအဝေးပူဇော်ခဲ့ကြပါတယ်ခင်ဗျာရပြည်သူများခင်ဗျာတည်င်းကျွတ်လက်ပြကျော်တရက်နေ့ညနေချမ်းနေကြီးအကြအမောင်စပြိုချိန်မှာ
ရွှေကျင်ချောင်းရဲ့အမှန်သားပြင်တမျှကြည်လင်ငြိမ်သက်လာတဲ့ရေအလင်းတွင်မီးမျောပူဇော်ခြင်းဟာဆိုရင်တော့ထူးခြားတဲ့အသွင်ကိုလည်းဆောင်စေပါရခင်ဗျာမြတ်ပြည်သူများအုပ်စုတော်ကျွန်တော်ရှင်ဥပဂုတ်တမထေတော်မြတ်ကြာဆိုတော့ဂရိတ်ဖောင်တော်ပေါ်မှာစံမြန်းတော်မူပြီးတော့ကျွန်တော်ရွှေကျင်ကျောင်းတစ်ချောင်းဒေတာစာရီကြွချီတော်မူနေရဖြစ်ပါတယ်ဒီကြွချီတော်မူတဲ့အချိန်မှာဆိုတော့ကျွန်တော်ဒေတာကပြည်သူများနဲ့ဖျားမှုမြတ်ပြည်သူများလည်းမိရှုမိဘများပတ်ဖောက်ပြီးတော့မိပူဇော်လျက်ရှိကြပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်ရွှေကျင်ကျောင်းအတွင်းမှာဆိုတော့ကျွန်တော်မိချခွင့်များကိုမျှော်ပြီးတော့ပူဇော်လေးတာကိုလည်းမြတ်ပြည်သူများတွေ့မြင်ရမှာဖြစ်ပါတယ်ဆက်လက်ပြီးမြတ်ပြည်သူများလည်းကျွန်တော်နဲ့အတူလိုက်ပါစီမျှော်ပေးပါဦးခင်ဗျာကျွန်တော်ရက်ထော်မှာကျွန်တော်ညောင်လေးပင်ကလာတာပါဘယ်လိုနှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ဟာဆိုတော့လေဒီဟာလုံးဝလည်းမလက်တဲ့ကြားရကိုဒီကိုရောက်အောင်လာပြီးတော့လာအားပေးတာဖြောပေးတာပေါ့နော်ကျမတို့မြန်မဘူးပါဆိုပါဒီရွှေသားနေလာတာပါချက်တတင်းကျုံမိမဝဲတော့သဘောကျတယ်ပြီးတော့ကိုရင်းမြတ်မမိုက်စီလဲလာတာပါဟုတ်ကဲ့ကျွန်တော်ကညောင်လေးပင်မျိုးပါအမနာမည်တော့ဦးအောင်ဆန်းလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်စီကားတိုက်မြတ်ဆိုကျင်းပတဲ့မိမဝဲတော့နှစ်စဉ်မလာမဖြစ်ကျွန်တော်လာကျင်နေတာပါပဲအဲ့ဒါကြောင့်နှစ်စဉ်နှစ်တိုင်းလာရောက်ကြည့်ရှုပါတယ်အသက်ရွယ်လေးရလည်းနည်းနည်းရလာတော့ဒီဟာလေးကနည်းနည်းအေးချမ်းချမ်းပေါ့နော်ကိုမိသားစုလေးနဲ့အနားယူရကလေးလေးကိုလည်းလာပြီးတော့ပြသတဲ့သဘောပါပဲပို့ပြီးတော့စီကားလာတာပေါ့နော်ရင်းနေတွေဒါဆက်စားလာတဲ့လူတွေလည်းအများကြီးပဲရှိပါတယ်အတိုင်းမသိဝမ်းသာပါတယ်ဟုတ်ကဲ့အခုနောက်ခေတ်နေမှာတော့နည်းနည်းပို့ပြီးစီကားတိုက်မဲ့ဆိုတာကျင်းပလာတာပြင်ရပါတယ်အရင်တော့တိတ်ဒီလောက်မစီကားမပါဘူးဟိုနေ့စဉ်တိုင်းအများနဲ့ကျင်းပရပေါ့ဒါလုံးဝတစ်နှစ်ကိုတစ်ခေါက်ကြုံတော့ကြုံခဲ့တနိုင်ငံလုံးကလည်းအပိသက်တွေလာကြတယ်ဆိုတော့ကိုယ်နယ်သားတယောက်အနေနဲ့လည်းဂုဏ်မိတယ်ပေါ့နော်ရွှေကျင်မျိုးနယ်အနေနဲ့ဒီရင်ကျေးမှုရှေ့အစဉ်လာနှစ်ပေါင်း163ကြိမ်မြောက်163ကြိမ်3နှစ်ရှိလာကျင်းပလာတဲ့အတွက်ကျွန်တော်တို့ကတော်တော်လေးကိုပျော်ရွှင်ကျင်နူးမိပါတယ်ခင်ဗျာပြည်သူများခင်ဗျာရွှေကျင်မြို့ရဲ့အမီးမျောပွဲတော်အားဆိုရင်ဗုဒ္ဓမြတ်စွာဘုရားအားအမှုထားပြီးအရှင်ဥပဂုတ်တမထေရမြတ်အားမိပူဇော်ရတွင်မြို့နယ်၏ရှေ့အစဉ်လာရကျင်းပခဲ့တဲ့ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီးမြို့သူမြို့သားနယ်သူနယ်သားများမှလည်းမိမိတို့ရဲ့ရွေးရရင်ကျင်းမှုမွေးနေ့များကိုချစ်မြတ်နိုးစေရန်ရည်ရွယ်ပြုလုပ်ရခြင်းလည်းဖြစ်ပါတယ်ခင်ဗျာချစ်ခင်လေးစားပါတော့မြတ်ပြည်သူများခင်ဗျာကျွန်တော်တို့အခုတင်ဆက်ပေးကြတာဆိုရင်တော့163နှစ်မြောက်ရွှေကျင်မြို့နယ်တရင်ကျုပ်မီးမျောပူဇော်ပွဲရဲ့ရေပွဲအခမ်းအနားရဲ့ညနေခင်းအစီအစဉ်များကိုရိုက်ကူးတင်ဆက်ပေးကြတာဖြစ်ပါတယ်ဒီနေ့အစီအစဉ်များမှာဆိုရင်တော့အနေနဲ့အရေးရမှပွဲတော်လာပြည်သူများပျော်ရွှင်ချမ်းမြေ့၍ယဉ်ကျေးမှုဓလေ့ထုံးစံများ၏အနှစ်သာရများအားအပြည့်အဝခံစားရစေရန်လည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီစီစဉ်ကိုကြည့်ရှုနေကြတဲ့မြတ်ပြည်သူညီကောင်မောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ